အင်္ဂလိပ်စာလေ့လာနေတဲ့လူငယ်တွေအတွက်အင်္ဂလိပ်စကားပြောတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်ဒီအင်္ဂလိပ်စကားပြောကတော့ pattern speaking English လို့အမည်ပေးထားတယ်ပေါ့နော် pattern ဆိုတဲ့အတိုင်းသူကဒီကျွန်တော်တို့ are you အဲ့လိုမျိုးအစတွေပေါ့နော် do တို့ can တို့ဒီမှာတွေ့ရတဲ့အတိုင်းလေးပေါ့နော်အဲ့လိုပြောတာပါအဲ့တော့ American English စကားပြောဖြစ်တယ်ပေါ့နော်ကျွန်တော် slang တွေလည်းပါတယ်ပေါ့နော် idiom တွေလည်းပါတယ်ဒီထဲမှာနော် phrasal verb ကတော့တော်တော်များဆိုတော့နမူနာလေးကိုကြည့်အောင်အဲ့တော့ဒီမှာဆိုရင် is are there ပေါ့နော်အဲ့ဒါနဲ့စတဲ့ pattern လေးတွေပေါ့နော် is this is it အဲ့ဒါမျိုးတွေ is it okay to is there a no is there any way is there anything you want are there any ပြီးရင် real situation dialogue ဆိုပြီးတော့အဲ့လိုအစင်လိုက်ပါတယ်ပေါ့နော်အခန်းတိုင်းမှာအဲ့တော့ကျွန်တော်တို့ဒီပေါက်1မှာဆိုရင်ပုံ1မှာဆိုရင်ဘယ်လောက်ထိပါလဲဆိုရင်16ခန်းထိပါတယ်နော်အဲ့တော့နမူနာပေးတဲ့အခန်းမှာကျွန်တော်တို့လေ့လာကြည့်အောင်အဲ့တော့ is this အဲ့တော့ဒီမှာဆိုရင်နှိပ်ကြည့်လိုက်ပါစာသားလေးပေါ်မှာ Is this it? Yes, that's it. ဒီလိုလေးအပြန်အလှန်လေးအမျိုးသမီးနဲ့မျိုးသားပြောတာလေးကိုလေ့လာရမှာပေါ့နော်အဲ့တော့ဘာသာပြန်လေးထည့်ပေးထားတယ်အဲ့တော့ဖြည်းဖြည်းချင်း Is this right? နားထောင်သွားရုံပါပဲ Let me double check it just in case. ဒီလိုပေါ့နော်အောက်ဆုံးမှာဘာရှိလဲဆိုတော့ဒီ play button လေးရှိတယ်ဒါလေးကအားလုံးကိုနားထောင်တာဒီစာမျက်နှာတစ်မျက်နှာမှာရှိတဲ့အောက်စာလုံးတစ်ခါတည်းနားထောင်တာ Is this it? Yes, that's it. Is this right? I think so, but let me double check it just in case. ဒီလိုနားထောင်လို့ရတယ်ပေါ့နော်အဲ့တော့နောက်ဘာရသေးလဲဆိုရင်သူကလက်လေးနဲ့ကြာကြာဖိလိုက်ကိုတည်ကျင်တဲ့စာသားလေးပေါ့မှာပေါ့နော်ကြာကြာလေးဖိလိုက်ရင်သူက review တို့ထည့်သွင်းပြီဒါကဘာလို့ဆိုလိုတာလဲဆိုတော့ဒီဝက်ကြဒီစကားပြောစာသားတွေမှာကိုမသိတဲ့စကားလုံးပါရင်ပြန်လေ့လာဖို့ဆိုရင် review တဲ့တို့ထည့်မယ်ဆိုတဲ့ဥစ္စာကိုနှိပ်ခဲ့လိုက်ပေါ့နော်ကျွန်တော်တခုထည့်ပြမယ်အဲ့လိုပြောရင် yes လို့ပဲဖြေလိုက်ပေါ့နော်အဲ့ဒါဆိုရင် done ဆိုရင်ဒါဒီ session လေးကို review နဲ့ထည့်ပြီးပြီအဲ့ဒါကိုဘယ်မှာပြန်ကြည့်လို့ရတယ်ဆိုရှေ့မှာပေါ့နော်ရှေ့မှာပြန်ထွက်လိုက်တဲ့အချိန်ကျရင်ဝါစိမ့်ကြီးလေးနှိပ်လိုက်ပါအဲ့မှာ review ပြန်လဲလေ့ကျင့်ရများဆိုတဲ့ဥစ္စာထဲမှာရောက်နေတယ်ပေါ့နော်ဒီလိုလေးတွေရောက်နေတယ် okay အဲ့တော့ခုနပြန်လေ့လာရအောင်ဒီနေရာပြန်သွားမယ်နော်အဲ့တော့လက်လေးနဲ့ကြာကြာပြန်ဖိလိုက်တဲ့အချိန်မှာနောက် microphone ဖြင့်လေ့ကျင့်ပြီဒီလိုလဲရတယ်အဲ့တော့ဘာကောင်းလဲလို့မေးရင်ကိုဘယ်လောက်ထိပြောနိုင်လဲပေါ့နော်ဒီအင်္ဂလိပ်စကားကိုသူပေးတဲ့ဝက်ကြမှာဘယ်လောက်ထိသူပေးတဲ့ဝက်ကြနဲ့ဘယ်လောက်ထိကွာဟမှုရှိလဲကိုပြောနိုင်လဲဆိုတဲ့ဥစ္စာကိုပြောလိုက်တဲ့အတန်ကဥစ္စာကိုယူပြီးတော့သူကစာသားလေးပြန်ထိုးပေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ပြောကြည့်အောင်အဲ့တော့ဒီမှာပြောကြည့်မယ်ဆိုရင် is this a bad time ပေါ့နော် not at all what's up ဆိုတဲ့ဥစ္စာလေးကိုပြောလိုက်ရင်သူကစာသားလေးပြန်ထိုးပေးမယ်ပေါ့နော်အဲ့ဒါဆိုတိုက်ကြည့်ပြီးတော့ကိုဘယ်လောက်ထိပြောနိုင်လဲမှန်ကန်မှုရှိတယ်ကိုယ့်ရဲ့လေသိန်းအတန်ထွက်ကိုစက်ကဘယ်လောက်ထိနားလဲဆိုတဲ့ဥစ္စာကိုအကဲဖြတ်နိုင်ပါမယ်နော် is this a bad time ဒီစလုံးမှာဆိုရင်ဒီဝက်ကြလေးမှာဆိုရင်ကိုအကုန်လုံးပြောနိုင်တယ်ပေါ့နော်အဲ့တော့နောက်တစ်ကြောင်းမှာ not at all what's up not at all what's up ဒါဆိုလဲကျွန်တော်ပြောနိုင်တယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့လိုလေးတဖြည်းဖြည်းချင်းကျွန်တော်တို့လေသိန်းတွေကိုဒီ microphone လေးသုံးပြီးတော့လေ့ကျင့်လို့ရတယ်ပေါ့နော်အဲ့နောက်တစ်ခုကတော့ဘာလုပ်လို့ရလဲဆိုရင် copy ကူးယူမယ်ဆိုပြီးတော့ကျွန်တော်တို့ပေးထားတယ်နော်ဒါကဘာအဓိပ္ပာယ်လဲဆိုရင်တစ်ခါတလေကြာရင်အခုခေတ်မှာ AI နေခေတ်စားလာပြီဗျာနော်ဒီလိုဝက်ကြမျိုးလေးဖန်တီးပေးပါဆိုပြီးတော့ ChatGPT DeepSeek တို့နော်ကိုအဲ့မှာ prompt လေးရေးပြီးတော့ကျွန်တော်တို့ဒီရဲ့ဥစ္စာထပ်ပို့တဲ့ဥစ္စာကိုထပ်ပြီးတော့တွားပြီးတော့လေ့ကျင့်လို့ရတယ်ဆိုတဲ့သဘောပေါ့နော်အဲ့လိုမျိုးလေးလုပ်လို့ရမယ်နောက်တစ်ခုကအမြန်နှုန်းအနှိမ့်ဖြစ်နားထောင်ပြီးစမ်းကြည့်အောင် Is this seat taken? Yeah, I'm saving this seat for my friend. ကိုကဒီပြောလိုက်တဲ့လေယူလေသိန်းဒီစလုံးတစ်လုံးနဲ့ကြားမှာဒီချိတ်ဆက်တဲ့ linking တွေရှိတယ်ပေါ့နော်အဲ့ဒါကိုမသိဘူးဆိုရင်အတန်နှုန်းအနှိမ့်နဲ့နားထောင်ကြည့်လိုက်ရင်ပို့ပြီးတော့တဲကွဲမှာပေါ့နော်ဒုတိယတစ်ချိန်ပြန်ပြီးတော့နားထောင်ရင်သူကပို့ပြီးတော့ Yeah, I'm saving this seat for my friend. ပို့ပြီးတော့နှင်းနှင်းလေးဖြစ်သွားတယ်ပေါ့နော် Is this seat taken? Yeah, I'm saving this seat for my friend. အဲ့လိုပေါ့နော်အဲ့တော့တစ်ချက်တည်းဒီဘက်မှာကြာလေးမနေဘဲနဲ့တစ်ချက်ပဲနေရင်တော့သူကပုံမှန်လေးပဲပြောတာပေါ့နော်အဲ့လိုလေးကိုကျွန်တော်တို့လေ့လာလို့ရတာပေါ့နော် Okay
ဒီ software လေးမှာအားလုံးကိုဒီလိုလေ့လာလို့ရတယ် real channel စာတွေအတူတူပဲ real situation dialogue မှာလည်းထိုနည်းလည်းကောင်းပါပဲသူကတော့အကုန်လုံး American English ကပြောဖြစ်တဲ့အတွက်သူတို့ပြောတာလေးတွေကတော်တော်လေးကိုစင်မြင့်တဲ့ဥစ္စာလေးတွေပါတယ်ဆိုတာတွေ့ရမှာပါ Hey bro, look at Puggy. He's just like you. Every time he feels sleepy, he gets cranky. What do you mean? I don't. နော်ဒီမှာပြောသွားတာဆို cranky ပေါ့နော် gets cranky ဆိုတာဟိုစိတ်တူလာတဲ့ဥစ္စာကို cranky ဆိုတော့ကျွန်တော်တို့ဆိုရင်ဒါမတုံးတတ်ဘူးပေါ့နော်ဒါဟိုသူ့နိုင်ငံရောက်ပြီးတော့သူ့ရေမြေတောက်မှပဲကျွမ်းကျင်လာမယ်အသုံးနေလို့တော့ကိုထင်တယ်ပေါ့နော်အဲ့တော့ဘာပဲပြောဒီလိုလေးတွေဒီ idiom လေးတွေ slang လေးတွေ phrasal verb အသစ်ကလေးတွေလေ့လာခွင့်ရမယ်ပေါ့နော်ဒီစကားပြော software လေးမှာပေါ့နော် Okay အဲ့တော့နောက်တစ်ခုပါလို့ရမလဲဆို review exercise ထဲဝင်လိုက်ရင်ကျွန်တော်တို့ဒီမှာတစ်ခုချင်းစီ Yes, that's it. အဲ့လိုနားထောင်လို့ရတယ် Is this right? ဒီထဲမှာလည်းခုနလိုမကျင်းနဲ့လို့တော့မဟုတ်ဘူးเนาะဒီ review တွေကဖယ်မယ်ဆိုလဲဖယ်လို့ရတယ်ခြေအမှတ်သားလုပ်မယ်တခါတလေကြာရင်ကို review ကိုလုပ်ခဲ့တာအများကြီးဆိုဒီထဲမှာထူးခြားတဲ့ဥစ္စာကိုခြေအမှတ်သားလေးပေးပြီးတော့လဲလုပ်လို့ရတယ်ဥပမာဒီလိုလေးပေါ့နော် Okay အဲ့တော့နောက်ပြပေးချင်တာကတော့ setting ထဲမှာဘာရှိသေးလဲဆိုတာကြည့်လို့ရတယ် setting ထဲမှာကျွန်တော်တို့ဘာရှိလဲspeed ချိန်လို့ရတယ်အဲ့တော့နောက်တစ်ခုက one way လား two way လားဆိုတဲ့ဥစ္စာလေးပေးထားတယ်ပေါ့နော်တခါတလေကြာရင်ကိုက translation တွေမလိုချင်ဘူးမျက်စိနောက်တယ်ဆိုရင် translation တွေဖျောက်ထားလို့ရတယ် Okay ဒါလောက်ပဲเนาะအဲ့တော့တကယ်လို့စိတ်ဝင်စားလို့ဒီ software လေးကိုဝယ်ချင်တယ်ဆိုရင်ကျွန်တော်အချက်လက်များတဲ့ကိုဝင်လိုက်ပါအချက်လက်များထဲမှာကျွန်တော်တို့ဒီsoftware တန်ဖိုးလေးရေးပေးထားတယ်ပေါ့နော် software တန်ဖိုးလေးအောက်ကိုဆက်သွားလိုက်မယ်ဆိုရင် format ပုံတင်ရန်ဆိုတာရှိပါတယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါဒီမှာနာမည်လေးဖုန်းနံပါတ်လေး email လေးကျွန်တော်တို့လုပ်ပြီးတော့ submit ဆိုတာနှိပ်လိုက်လို့ချက်လက်ဖြည့်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ရှီကိုဆက်သွယ်ရန်ကနေကျွန်တော်ပဲသူပဲဝါတော့ဒီ software လေးဝယ်ခြင်းလို့အချက်လက်ဖြည့်ပေးထားပါတယ်အဲ့ဒါဆက်လက်ဆောင်ရွက်ပေးပါအောင်လို့ပြောရင်ကျွန်တော်တို့ဒီဘက်ကနေချက်ချင်းကူညီပေးပါမယ်နော်အဲ့တော့တခြား app တွေကြည့်မယ်ဆိုရင် more app မှာကျွန်တော်တို့ကြည့်နိုင်တယ်ပေါ့နော် more app ထဲမှာကျွန်တော်တို့စုပေးထားတယ်ပေါ့KT mobile မှာကျွန်တော်တို့ app မှာရနိုင်တဲ့software လေးတွေပေါ့နော်အဲ့တော့ဒီလို KT mobile ကျွန်တော်တို့ Telegram ကိုရောက်သွားတယ်ပေါ့နော်အဲ့တော့ဒီမှာလဲခုနပြောတဲ့ down ရမယ့် software လေးနှစ်ခုဒီနှစ်ခုပေါ့နော်အဲ့တော့တခြား software လေးတွေလည်းရှိတယ်ကျွန်တော် champion ပြောရရင်ကျွန်တော်တို့ pre-KG ဆိုတဲ့ဥစ္စာအခမဲ့ပါအဲ့တော့ကလေးတွေအတွက် screen time ပေးခြင်းတယ်ဆိုရင်ပေးလို့ရတယ်နောက်တစ်ခုက POS ပါကျွန်တော်တို့ဒီ software ကိုဝယ်ပြီးတော့ကျွန်တော်တို့ maintain လုပ်ထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အခမဲ့ပဲပြန်ပေးထားတယ်ဒီက POS online shop တွေကျွန်တော်တို့လုပ်ငန်းငယ်လေးဈေးဆိုင်တွေအတွက်လိုအပ်တယ်ဆိုရင်တော့ကျွန်တော်တို့လာ down ယူပေါ့နော်နောက်အင်္ဂလိပ်စာ900.1ဆိုတာရှိတယ်အဲ့ဒါကတော့ free ပေးတာပဲဒါနော်ကျွန်တော်တို့ free ပေးထားတယ်အခမဲ့လေးလာယူတာပုတ်1ပဲလုပ်ထားတာပေါ့နော်သူကတခြားကတော့ဒီ grade 1 to 5 software လေးတွေလည်းရှိတယ် meaning လေးတွေကလေးလေ့ကျင့်လို့ရအောင်ပေါ့နော်အဲ့လိုလေးတွေကျွန်တော်တို့လုပ်ထားတာရှိပါတယ်နော်လိုအပ်ရင်ကြိုက်ကြည့်ပြီးတော့ down ယူပြီးတော့စမ်းသုံးကြည့်လို့ရတယ်ပေါ့နော်လိုအပ်ရင်ကျွန်တော်တို့အဲ့ထဲမှာဆက်သွယ်ရန်လေးတွေလည်းပါပါတယ်ကျွန်တော်တို့ရှိဆက်သွယ်စုံစမ်းမေးမြန်းလို့ရပါတယ်နော် about us မှာတော့ကျွန်တော်တို့ဒီ KT mobile website လေးရှိတယ်အဲ့မှာလည်းခုနဥစ္စာတွေပဲကျွန်တော်တို့တင်ထားတာပါနော်ကျွန်တော်တို့တခြားဆက်သွယ်ရန်မှာဆို email နဲ့လည်းဆက်သွယ်လို့ရတယ်အဲ့တော့အဆင်ပြေတာနဲ့လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်